မိုင်းစနေမှာတော့လာရဲ့မျက်မှန်ပြောသွားတာကြောင့်အနရာနဲ့ရာဂူကိုပြပြနေပါတယ်။ဆာယာလေးဘာလို့လဲရမှန်းမသိဖြစ်နေတဲ့အချိန်ရာဂူကသူကိုရှာပေးဖို့အတွက်ဘယ်နာမှပြောခဲ့တယ်လဲဆိုပြီးတော့လာရကိုမင်းနေပါတယ်။ဒါကိုကြတော့သူ့ကိုရှာမဲ့သူရှိသေးလို့လာရထက်လေကျေးဇူးတင်နေပါတယ်။ခဏကြာတော့အချိတ်လေရောက်လာပြီးတော့သူပါကိုရှာပေးမယ်လို့ပြောလိုက်ကငကိုရဲမှအမီမကြီးရဲ့လာရလေအေးစိနေဖို့ပြောပြီးချိုက်ကတော့သူမကိုမတိတတိနဲ့စနေရတော့လာရလဲခြားရဲ့မြောက်ွက်ကြီးကိုတစ်ချက်ပိတ်ကျွေးနေပြီးတော့နေရာကနေထွက်သွားခဲ့ပါတယ်။နောက်တစ်ခါမှတော့လာရလဲသူ့ရဲ့မျက်မှန်ကိုကြောင်းဝင်းထဲမှာလိုက်ရှာနေခဲ့ပြီးအနဂါနဲ့ရာကိုလည်းသူမနဲ့အတူကူရှာပေးနေပါတယ်။ခြိုက်ကတော့လာရကိုတစ်ပတ်သက်ခရနေတဲ့ကြောင့်လာရဘလောက်ပဲအပြစ်ပြောခြိုက်ကတော့လာရနာမှာအမြဲကတ်တွက်နေပါတယ်။ဒီလိုပါပဲကိုချစ်တဲ့သူဘလောက်ပဲအပြစ်မြင်မြင်ခွင့်လို့တဲ့သူဆိုတာတကယ်ရှိပါတယ်ခဏကြာတော့ Honora လည်းဝမ်းသာအာရနဲ့ပြီးလာပြီးလာရရဲ့မျက်မှန်ကိုရှာတွေ့သွားတာကြောင့်ဝမ်းသာအာရနဲ့သူမကပြောနေပါတယ်။လာရကလည်းမျက်မှန်ရှိမှအဆင်ပြေတာကြောင့်သူရဲ့အခြေရောတငယ်ကြီးဖြစ်တဲ့ Honora ကိုကျေးဇူးတင်စကားပြောပြီးသူမလည်းပြောနေပါတယ်။ဒီုံနဲ့တပန်းငှက်ကြပြီးနောက်မှာပဲနှစ်တကူရရောက်လာပြီးမလို့ကာရီအပါဝင်စော်လေးတိုင်းကရိုးရဝေဆုံနေဝင်ပြီးတော့ရာဂူအကေကျင်းပါတဲ့ဖုန်းတော်ကြီးကျောင်းကိုရောက်နေကြပါတယ်။ပြီးတော့ရာဂူရဲ့အဖားဖြစ်သူစီကနေပြီးတော့ရိုးရဝေဆုံအကြောင်းနဲ့ဒီလိုဒလိထုံတန်းကိုဘယ်ချိန်ကလေးကစားခဲ့လာလဲဆိုတာကိုမေးနေပါရဲ့အဲ့ဒီကြားခင်မှာပဲချိုင်းနဲ့ရာကိုလည်းရိုးရဝေဆုံတွေကိုဝစ်လာပြီးတော့ဖုန်းတော်ကြီးကျောင်းကိုရောက်လာပါရဲ့ရိုးရဝေဆုံနဲ့ချစ်စရာကောင်းတဲ့ Honora ကိုကြည့်ပြီးတော့ရာဂူကတော့ဆက်ပြီးဖြစ်နေပါရဲ့ချိုင်းကတော့စော်လေးတစ်တိုက်ကိုအဝေးကနေလှောင်မြောင်နေပါတဲ့အဲ့ဒါကြောင့်ရာဂူလည်းထိုနေရာကနေပြီးတော့ချိုက်ကိုဆဲခေါ်သွားခဲ့ပါတယ်ဒီလိုနဲ့မကြခင်နေကလည်းဝင်လာတော့မှကြောက်အားလုံးလည်းပြန်ရတော့မှဖြစ်ပါရဲ့အဲ့ချိန် Honora ကရာဂူရဲ့အနာကိုပြေးလာပြီးတော့ပြေးဖက်လိုက်ပါရဲ့ပြီးတော့ကျမရဲ့ပါးစပ်ကနေဘာမှဆက်မပြောဘဲဒီတိုင်းလေးခဏလောက်နေပြီးပါဆိုပြီးလေပြောလိုက်ကရာဂူကတော့ဘာမသိညာမသိနဲ့ပါးစပ်အောင်းသားနဲ့ကြောင်နေပါတယ်နေကိုမိနစ်20အလိုမှာတော့အိုနာပါလဲရာဂူကိုဖတ်ထားရကနေပြီးတော့ချက်ချင်းပဲပြေးတက်သွားပါတယ်ဒါကိုကြည့်နေတဲ့ရာဂူတယောက်လည်းဘာရီဘလို့ဖြစ်သွားလဲဆိုတာကိုစဉ်းစားမရဖြစ်နေပါတယ်